မင်းကလေးငယ်လေးဟာတထိုင်ထဲမှာစပါဂရီအပွဲ30တောင်စားပြစ်လိုက်တယ်။ဒါပေမဲ့ပိုက်ဆံရှင်းရမယ့်အချိန်ရောက်တော့သူ့မှာပိုက်ဆံတစ်ပြားမှပါမလာတာကိုသိလိုက်ရတယ်။သူဟာဝေတာကိုနောက်မှပေးလို့ရမလားဆိုပြီးအလျင်မြန်မေးလိုက်တယ်။ဒါပေမဲ့ဝေတာကတော့သူ့အလားကားစားပြေးဖို့လာတာလို့ထင်သွားပြီးမျက်နှာကချက်ချင်းပြတ်သွားတယ်။သူဟာသူ့ရဲ့ဝန်ထမ်းတွေကိုချက်ချင်းခေါ်ပြီးကောင်းမလေးကိုဖမ်းဖို့လုပ်တော့တယ်။အဲ့ဒီအချိန်မှာကောင်းမလေးကဘေးရှင်းပေးမဲ့သူကိုရှာမယ်ဆိုပြီးဖုန်းတစ်လုံးခန့်ငါဖို့ပြောလိုက်တယ်။ကောင်းမလေးကနံပါတ်တစ်ခုကိုနှိပ်လိုက်ပြီးတစ်ဖက်ကဖုန်းဖြေလိုက်သူကတော့ကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်ကြီးဖြစ်နေတယ်။အဲ့ဒီဖုန်းနံပါတ်ကိုလူတစ်ယောက်ပဲသိတာကြောင့်အဲ့ဒီလူဟာပျောက်ကွယ်သွားတာကြာပြီဖြစ်တဲ့သူ့ရဲ့ဆရာကိုသတိရသွားစေတယ်။သူလည်းအံ့ဩသွားပြီးစားတော့ဆိုင်စီကိုအမြန်ပြေးလာခဲ့တယ်။သူရောက်လာတဲ့အခါမှာကောင်းမလေးကသူ့ကိုတိုင်တန်းလိုက်ပြီးဘီလီယံနာကြီးကိုမြင်လိုက်ရတဲ့ဝေတာဟာလည်းကြောက်လန့်ပြီးမျက်နှာပြနှန်းကတောင်းပန်စကားတွေတရက်ဆက်ပြောပါတော့တယ်။အဲ့ဒီလူဟာကောင်းမလေးကဘယ်သူလဲဆိုတာမသိပေမဲ့လည်းစားတော့ခါကိုချက်ချင်းရှင်းပေးလိုက်တယ်။အဲ့ဒီနောက်မှာတော့ကောင်းမလေးကသူ့ဖုန်းကိုတောင်းပြီးရှိုးဝက်ဖွဲ့စည်းတစ်ခုရဲ့ application ကိုဖွင့်လိုက်တယ်။မျက်ဝန်းစကန်ဖတ်စနစ်ကိုသုံးပြီးသူဟာစနစ်ရဲ့ဝက်ထားတဲ့ admin နေရာထဲကိုဝင်လိုက်တယ်။ကောင်းမလေးဟာတကယ်တော့တေဆုံးသွားပြီဖြစ်တဲ့သူ့ဆရာရဲ့လူဝင်စားဖြစ်နေတာကြောင့်အဲ့ဒီလူဟာမင်းသက်သွားခဲ့တယ်။ပတ်ဝန်းကျင်ကလူတိုင်းကလည်းသူ့ရှေ့မှာရိုရိုသေးသေးဥညွတ်လိုက်ကြတယ်။စားတော့ဆိုင်ကထွက်လာပြီးနောက်မှာတော့ကောင်းမလေးဟာဗီလာအင်ဂျီတစ်ခုရဲ့ကိတ်ပေါက်စီကိုသွားခဲ့ရင်မဲ့လုံခြုံရေးဝန်ထမ်း2ယောက်ကဓာစီချင်းခံလိုက်ရတယ်။သူကအိမ်ပိုင်ရှင်ဟာသူ့သားဖြစ်တယ်လို့တီတီငင်ငင်ပြောလိုက်ပေမဲ့လုံခြုံရေးတွေကတော့သူ့ကိုယူနေတယ်လို့ထင်သွားကြတယ်။အဲ့ဒီအချိန်မှာပဲဗီလာပိုင်ရှင်ပြန်ရောက်လာတယ်။ကောင်းမလေးကသူ့နားကိုသွားဖို့စူးစမ်းပေမဲ့လုံခြုံရေးတွေကထပ်ပြီးတားလိုက်ပြန်တယ်။ CEO ကသူ့ကိုပိုက်ဆံအချို့ပေးပြီးမောင်းထုတ်လိုက်ဖို့ပြောတယ်။ဒေါသထွက်သွားတဲ့ကောင်းမလေးကသူဟာ CEO ရဲ့အမေဖြစ်ကြောင်းကြေညာလိုက်ပြီးသူအသက်10နှစ်တုန်းကအဲ့ရထဲမှာစီးသွားတတ်တဲ့အရှက်ရစရာချိုးဝက်ချက်ကိုပါဖွင့်ပြောချလိုက်တယ်။ CEO ဟာကောင်းမလေးကတကယ်ပဲသူ့အမေနဲ့ဆင်တူနေတာကိုသတိထားမိပြီးစဝေးစွာနဲ့ကြောင်သွားခဲ့တယ်။လုံခြုံရေးတယောက်ကကောင်းမလေးကိုရိုက်ဖို့လက်ရွယ်လိုက်တဲ့အခါမှာတော့ CEO ကတားဆီးလိုက်ပြီးကောင်းမလေးကိုအိမ်ထဲကိုဖိတ်ခေါ်လိုက်ပါတော့တယ်။